မိန်းကလေးငယ်လေးတယောက်ဟာနန်းတွင်းသူတယောက်ကဒုတိယမင်းသားနဲ့အိမ်ရှိဆန်မင်းသားကိုလျှို့ဝှက်စွာခိုးလဲနေတာကိုမတော်တဆတွေ့သွားခဲ့တယ်။ဒီအကြောင်းကိုသူမပြန်တွေးကြည့်တော့မိဖုရားခေါင်ကြီးဟာသူမရဲ့မိခင်ကိုတစ်ချိန်ကကူညီဘူးတယ်ဆိုတာသတိရသွားတယ်။သူမမျက်မြင်ကိုတွေ့ဖြစ်နေတာမို့ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်တော့ဘူး။ဒီအချိန်မှာပဲအဲ့ဒီမကောင်းကြံနေတဲ့အန်နာကပွဲတော်တက်ဖို့ထွက်သွားတာနဲ့အခွင့်ကောင်းယူပြီးမိန်းကလေးငယ်လေးကအခန်းထဲတိတ်တိတ်လေးဝင်သွားတယ်။ဘာမှမတွေးတော့ပဲအိမ်ရှိဆန်မင်းသားလေးကိုကောက်ချီပြီးအပြင်ကိုပြေးထွက်လာခဲ့တယ်။သူမရဲ့စိတ်ထဲမှာတော့သူမဟာအိမ်ရှိဆန်ကိုကဲတင်ယုံတင်မကပဲနောက်တစ်ချိန်သူမလက်ထက်ရမယ့်သူကိုပါကဲတင်နေတာဆိုတာသိနေတယ်။သူမရဲ့ရင်တွေတုန်နေပြီးတခုခုတော့အရေးကြီးတဲ့အလုပ်ကိုလုပ်နေတာပဲဆိုတဲ့ခံစားချက်ကိုလုံးဝဖျောက်လို့မရဘူး။အခုချိန်သာဘသူလက်ချက်ပဲမိသူမအသက်ပါဆုံးရှုံးသွားနိုင်တယ်။တကယ်တော့ဒီမိန်းကလေးငယ်လေးဟာမမွေးခင်ကတည်းကမိဖုရားခေါင်ကြီးနဲ့သူမအမေကရင်းနှီးကြတာကြောင့်အိမ်ရှိဆန်ရဲ့အနာဂတ်ဇနီးလောင်းအဖြစ်သတ်မှတ်ခြင်းခံထားရသူပါ။ဒါပေမဲ့မိဖုရားခေါင်ကြီးကသမီးလေးပဲမွေးလာခဲ့ပြီး9နှစ်ကြာမှပဲအိမ်ရှိဆန်မင်းသားလေးကိုမွေးဖွားနိုင်ခဲ့တာပါ။ငယ်စဉ်ကတည်းကမိန်းကလေးငယ်လေးနဲ့မင်းသမီးလေးကအတူတူကြီးပြင်းလာပြီးတငယ်ချင်းအရင်းကြီးတွေဖြစ်ကြတယ်။အိမ်ရှိဆန်ရဲ့ရက်တရာပြည့်ပွဲမှာမင်းသမီးလေးကမိန်းကလေးငယ်လေးကိုနောက်ဖေးဘက်ခေါ်သွားပြီးသူ့မောင်လေးကိုပြတယ်။သူ့မောင်လေးမှာထူးခြားတဲ့မှဲ့ပါတာကိုလည်းပြောပြလိုက်တယ်။အနာကအထင်းတော်ကြီးတွေကတော့ဒါကိုကြားတော့မျက်နှာပြတ်သွားပြီးအိမ်ရှိဆန်ကိုအမြန်ဆုံးအထဲပြန်ခေါ်သွားကြတယ်။မင်းသမီးလေးလည်းမိန်းကလေးငယ်လေးကိုပွဲတော်ထဲပြန်ခေါ်သွားရပေမဲ့သူမစိတ်ထဲမှာတော့ထိုကလေးလေးကိုပဲဆွဲလန်းနေမိတယ်။လူကြီးတွေစကားပြောနေတော့မှပဲသူမတိတ်တိတ်လေးပြန်ထွက်လာခဲ့တယ်။အဲ့ဒီမှာပဲတန်တရားဖြစ်เสียနန်းတွင်းသူတယောက်ကအိမ်ရှိဆန်ကိုခိုးထုတ်သွားတာကိုတွေ့လိုက်ရတယ်။သူမတိတ်တိတ်လေးနောက်ကလိုက်သွားပြီးအန်နာရဲ့အိမ်ရှိမှာချောင်းကြည့်နေမိတယ်။အန်နာကအဲ့ဒီမိန်းမကိုရွှေတွေပေးပြီးနောက်လာဆိုနန်းတော်ထဲကနေထွက်သွားဖို့ပြောနေတာကိုကြားလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲအားလုံးကိုသူမသဘောပေါက်သွားတယ်။အန်နာကအိမ်ရှိဆန်နေရာမှာသူမရဲ့သားဒုတိယမင်းသားကိုအစားထိုးပြီးနောက်တစ်ချိန်မှာသူမသားကိုပဲဘယင်ဖြစ်စေချင်တာပါ။အန်နာကအိမ်ရှိဆန်ကိုအခန်းထဲမှာပဲထားခဲ့ပြီးပွဲတက်သွားတယ်။သူကတော့အိမ်ရှိဆန်တစ်ခုခုဖြစ်သွားရင်လည်းကန်ဆိုးတာပဲလို့ပဲတွေးထားတာ။ဒါပေမဲ့သူမထွက်သွားတာနဲ့မိန်းကလေးငယ်လေးကအခန်းထဲဝင်သွားတယ်။မင်းသားလေးရဲ့အဝတ်ကိုလှက်ကြည့်လိုက်တော့အဲ့ဒီနီရဲနေတဲ့မှဲ့ကိုတွေ့လိုက်ရတယ်။သူမအကြာကြီးစဉ်းစားမိတယ်။အမေကသူမကိုနန်းတော်ထဲရောက်ရင်မလိုအပ်ပဲဟိုဒီမလျှောက်ဖို့နဲ့ပြဿနာတက်ရင်မိသားစုပါဒုက္ခရောက်နိုင်ကြောင်းအမြဲတမ်းပေးထားတာကိုသတိရတယ်။ဒါပေမဲ့မိဖုရားခေါင်ကြီးကသူမအမေကိုကူညီခဲ့ဘူးတဲ့ကျေးဇူးတရားကိုလည်းပြန်တွေးမိတယ်။နောက်ဆုံးတော့သူမစိတ်ကိုတင်းပြီးအိမ်ရှိဆန်ကိုကောက်ချီကမိဖုရားခေါင်ကြီးရဲ့နန်းဆောင်ဘက်ကိုအားကုန်ပြေးတော့တယ်။ဘသူမှမသိခင်ကလေးနှစ်ယောက်ကိုပြန်လဲပေးဖို့စူးစမ်းနေတာပါ။သူမရင်တွေအယမ်းပူနေတယ်။အခုချိန်သာဘသူလက်ချက်ပဲမိသူမအသက်အန္တရာယ်ရှိနိုင်တယ်။ဒါပေမဲ့သူမကအသက်9နှစ်အရွယ်ကလေးတစ်ယောက်ပဲရှိပါသေးတယ်။ချွေးတွေပြန်ပြီးပြေးရင်းနဲ့အိမ်ရှိဆန်လေးငိုလာမှာကိုလည်းကြောက်နေတယ်။မိဖုရားခေါင်ကြီးရဲ့အိတ်ဆောင်ကိုရောက်ခါနီးမှာပဲရှေ့ကလူအုပ်ကြီးကိုရုတ်တရက်မြင်လိုက်ရတဲ့အတွက်တခုခုတော့မှားနေပြီဆိုတာကိုမိန်းကလေးငယ်လေးရိပ်မိလိုက်ပါတော့တယ်